ဘာပေါ်မှာကျွန်တော်တို့လူသားတွေဟာကိုယ့်ကိုယ်ကိုအစာခွင့်ဆက်ရဲ့ထိတ်ဆုံမှာရက်တည်နေတယ်လို့ခံယူထားကြပါတယ်။ဒါပေမဲ့ဒီကျယ်ဝန်းလာတဲ့ကဘာကြီးရဲ့အောက်ခြေမှာလူသားတွေတိဆောက်ခဲ့ပြီးသမျှဘယ်အတတ်မဆိုကြီးမားတဲ့အကောင်ကြီးတွေနေတိုင်းနေဆိုရင်ရောသူတို့နေခွင့်ပြုလို့သာကျွန်တော်တို့အသက်ရှင်နေကြရတယ်လို့တွေးချင်တော့ကြောက်မဖွယ်ရပါပဲ။အားလုံးပဲမင်္ဂလာပါခင်ဗျာ။ Flick ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့ Godzilla တို့ကင်းကောင်တို့လိုကောင်ကြီးတွေရှိတဲ့ Monsterverse နဲ့သူတို့လိုကောင်ကြီးတွေနေထိုင်တဲ့ Hollow Earth ဆိုတာဘာလဲဆိုတော့ပြောပြပေးတော့မှာပဲဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့စလိုက်ကြရတော့Monsterverse နဲ့ပတ်သက်ပြီးစကား၅အထိထွက်ရှိထားပြီး Godzilla 2014, Kong Skull Island 2017, Godzilla King of the Monsters 2019, Godzilla vs Kong 2021 နဲ့ Godzilla X Kong The New Empire 2024တို့ဖြစ်ပြီး Monarch ဆိုတဲ့ TV series တစ်ခုလည်းထွက်ရှိထားပါသေးတယ်။ပထမအဦးဆုံးဇာတ်ကားဖြစ်တဲ့ Godzilla 2014မှာတော့ Godzilla နဲ့ Muto ဆိုတဲ့အကောင်၃ကောင်တို့တိုက်ပွဲဖြစ်ကြပါတယ်။ဒါကမြန်မာလူကြီးထားချကြတာတော့မဟုတ်ပါဘူး။ဖြစ်ပုံကတော့ဒီလိုပါMonsterverse မှာဒီတိုင်တန်အကောင်ကြီးတွေကကမ္ဘာရေဒီယို30 line တွေကိုခန်းစားနိုင်စွမ်းရှိပြီးအဲ့ဒီ line တွေကတစ်ဆင့်အနုမြူစွမ်းရည်များတဲ့နေရာတွေကိုအာရုံခံကအနုမြူစွမ်းရည်ကိုအဓိကစားတောက်ကြတဲ့အကောင်တွေလည်းရှိပါတယ်။အဲ့ဒီနေရာမှာ Godzilla ကလည်းပါဝင်ဖြစ်ပြီးဒီလိုကောင်တွေကိုအနုမြူပုံကျဲရင်သူတို့အစာကျွေးစွမ်းရည်ဖြည့်ပေးလိုက်တာနဲ့အတူတူပါပဲ။ Godzilla ကတော့လူသားတွေနေထိုင်ကြတဲ့နေရာကအနုမြူတပေါင်းမှုတွေကိုမနှောက်ယှက်ပဲအခြားဒီနေရာတွေမှာပဲကျက်စားလေးရှိပါတယ်။ Muto ဆိုတာကတော့ Monarch ဆိုတဲ့ဖွဲ့စည်းကဒီတိုင်တန်ကြီးတွေကိုခေါ်တဲ့နာမည်ပါ။ Massive Identified Terrestrial Organisms ကမ္ဘာပေါ်ကအမည်မသိကြီးမားတဲ့သက်ရှိတွေလို့အဓိပ္ပာယ်ရပါတယ်။ Godzilla တွေက Muto ဆိုတဲ့အကောင်၃ကောင်ကတော့ဓာတ်ပေါင်းမှုတွေကိုပျက်စီးကကမ္ဘာ့စွမ်းရည်စနစ်ကိုပါသားစားရမဖြစ်အောင်လုပ်ပါတယ်။ရုပ်ရှင်တွေကသူ့တေတွေက Godzilla ဟာကမ္ဘာဦးစားလူသားတွေမတည်ရှိခင်ကတည်းကတည်ရှိနေတာဖြစ်ပြီးကမ္ဘာကြီးသားစားတာဖြစ်အောင်ယနေ့ချိန်ထိထိန်းကျောင်းလာတာမှမှတ်တမ်းတွေရှာဖွေတွေ့ရှိခဲ့ကြပါတယ်။အဆွေတော်တို့ကိုယ့်အိမ်ကိုဒဇင်းတယောက်ကလာပြီးပစ္စည်းတွေရိုက်ခွဲဖျက်လို့ပျက်စီးလုပ်တယ်ဆိုရင်ဘလို့နီးနဲ့မဆိုတိုက်ခိုက်မှတော့ဖြစ်မှာပါပဲ။ Godzilla ကလည်း Muto ၃ကောင်ကကမ္ဘာပေါ်မှာလာရောက်တောင်းကျတဲ့အတွက်တိုက်ခိုက်ရခြင်းဖြစ်ပါတယ်။နောက်ဆုံးမှာတော့ Godzilla ပဲအနိုင်ရပြီးပင်လယ်ထဲကိုထိုးဆင်းသွားပါတော့တယ်။ပထမစကားမှာတော့ Monsterverse အကြောင်းတိတ်ပြီးတဲဝင်မချပြတာပါဘူး။ဒါပေမဲ့ဒီကဘာကြီးမှာကျွန်တော်တို့လူသားတွေတရိษံတွေသက်တွေမဟုတ်ပဲဒီလိုတိုင်တန်လို့ခေါ်တဲ့အကောင်ကြီးတွေရှိနေတာကိုတော့ချပြသွားပါတယ်။ဒုတိယစကားဖြစ်တဲ့ Kong Skull Island က Godzilla 2014မတိုင်ခင်1983မှာခြေတည်ပါတယ်။ဒီရုပ်ရှင်မှာတော့ Monsterverse ကိုသူတေသနာလုပ်နေကြတဲ့ Monarch ဆိုတဲ့ဖွဲ့စည်းအကြောင်းပို့ပြီးပါဝင်လာပါတယ်။ Bill Randa ဆိုတဲ့ Monarch ရဲ့သူတေသူတွေကအကြီးအကဲတကူပါဝင်သူ့ရဲ့ဖွဲ့သားတွေနဲ့ American စစ်သားချို့က Skull Island ရုပ်ကောင်းချုံးဆိုတဲ့နေရာကိုသူတေသနာလုပ်ဖို့လာကြပါတယ်။ Monarch series ထဲမှာတော့သူတို့က Hollow Earth ဆိုတဲ့ကမ္ဘာအောက်ခြေကတိုင်တန်ကြီးတွေနေထိုင်တဲ့နေရာကိုသူတေသနာလုပ်ဖို့လာကြတာပါ။သူတို့ကကျုံးပေါ်မှာလှည့်လည်သွားလာရင်းကနေကျုံးပေါ်မှာနေထိုင်တဲ့ဒေသခံလူမျိုးစုတို့စုနဲ့တွေ့ဆုံမိကြပါတယ်။အဲ့ဒီလူမျိုးစုတွေထဲမှာ Hank Marlowe ဆိုတဲ့1944တုန်းကဒီကျုံးပေါ်ရေဒီယို30ကျော်လိုင်းနေကြောင်းကံကောင်းအထောက်မလှပဲလေရင်ပြတ်ကျလာပြီးတောင်တင်နေတဲ့စစ်သားတို့နဲ့တွေ့ဆုံမိကြပါတယ်။ Hank က Bill Randa တို့ကိုခေါင်းဆိုတဲ့ PTR ကျော်မြင့်တဲ့မြောင်းဝင်ကြီးရဲ့အကြောင်းနဲ့ဒီကျုံးမှာတက်ရှိတို့ဖျက်လို့ဖျက်စီလုပ်နေကြတဲ့ Skull Crawler ဆိုတဲ့အကောင်တွေအကြောင်းကိုဂူတွေထဲမှာကဘာဦးစားလူတွေရေးဆွဲထားတဲ့နေရံပကြီးတွေနဲ့အတူပြောပြလိုက်ပါတယ်။တိတ်မကြခင်မှာပဲသူတို့နေထိုင်တဲ့နေရာနာကိုခေါင်းကြီးရောက်ချလာပြီး Skull Crawler တွေနဲ့တိုက်ပွဲဖြစ်ကြပါတော့တယ်။ခေါင်းကသူ့ပိုင်နဲ့ကိုကာကွယ်ဖို့တတ်တာစူးစမ်းနေတာဆိုပေမဲ့လူလိုနမလိုက်နိုင်ဆိုတို့လိုပဲအမေရိကန်စစ်သားတွေကခေါင်းကိုစတင်ပစ်ခတ်ကြပါတော့တယ်။ငါ့အိမ်ကိုလည်းလာလိုက်တယ်။ငါ့ကိုလည်းဒုံးနဲ့လာရနေတယ်ဆိုပြီးခေါင်းလဲစိတ်မရှိတော့ပြန်လဲတိုက်ခိုက်ရကနေစစ်သားတော်များများအသက်ဆုံးရှုံးကုန်ပါတယ်။အဲ့ဒီမှာ Preston Packard ဆိုတဲ့စစ်ဗိုလ်ကြီးကသူ့ရဲ့စစ်သားတွေလက်စားပြန်ချေမှန်ဆိုပြီးခေါင်းကိုရေကန်ကြီးစီမှာဘုံတွေချဲမိရှို့တောက်ဖို့ကြိုးစားပါတော့တယ်။သူ့ရဲ့လုပ်ရကခေါင်းကိုတရားဘလဘောနဲ့ဖြစ်သွားစေတဲ့အပြင်မြေကြီးအောက်မှာအိဆတ်အနားယူနေတဲ့ Skull Crawler တွေထဲမှာကြီးဆုံးဖြစ်တဲ့ Ramirez ဆိုတဲ့ခေါင်းကြီးကိုကနိုးထားလာစေပါတယ်။ခေါင်းကဒဏ်ရာလဲရနေတဲ့အပြင်သူကအရွယ်ရောက်ပြီးသားတနည်းပြောရင်အပြေးအဝကြီးထွားပြီးသားများဝင်လည်းမဟုတ်သေးတော့ Ramirez နဲ့ရှင်လိုက်ရင်လိုအပ်ချက်တွေတော်လေးများနေပါတယ်။ဒါပေမဲ့အဲ့ဒီလိုအပ်ချက်တွေကြားကနေပဲခေါင်းကရအောင်နိုင်ယူတိုက်ခိုက်နိုင်ခဲ့ပါတယ်။တိုက်ပွဲပြီးတဲ့နောက်မှာတော့ခေါင်းကသူ့ကိုဒဏ်ရာရစေတဲ့လူသားတွေကိုညှို့မထားပဲအေးဆေးဆေးထောက်ခွာသွားပါတယ်။ရုပ်ရှင်ထဲမှာတော့ Monsterverse အကြောင်းတဲဝင်မပါပဲမဲ့ရုပ်ရှင်ပြီးတဲ့နောက် End Credits Scene မှာတော့ Skull Island ရဲ့ကူထဲကနေရန်ဆေးပကြီးတွေထဲမှာ Godzilla, Rodan, Mothra နဲ့ King Ghidorah တို့လိုနောက်ထပ် Godzilla King of Monsters မှာပါဝင်လာမဲ့တိုင်တန်ကြီးတွေရဲ့ပုံကိုတွေ့မြင်ရနိုင်ပါတယ်။ဒါကကမ္ဘာပေါ်မှာလူတွေမတွေ့ရှိကြသေးတဲ့တိုင်တန်ကြီးတွေအများကြီးရှိနေတယ်ဆိုတာကိုပြသထားတာပဲဖြစ်ပါတယ်။တတိယတစ်ခုဖြစ်တဲ့ Godzilla King of the Monsters ကတော့ Monsterverse ထဲမှာအကောင်းဆုံးဇာတ်ကားလို့တောင်ပြောလို့ရပါတယ်။ Monsterverse ရဲ့ဒီဆောက်ပုံစံတွေကိုဖော်ပြထားတဲ့အပြင် Hollow Earth အကြောင်းလည်းပါဝင်လာပါတယ်။ပထမဇာတ်ကား Godzilla 2014မှာ Godzilla နဲ့ Muto တိုင်တန်၃ကောင်တို့ဟာ San Francisco မြို့လယ်မှာတိုက်ခတ်မှုပြီးတဲ့နောက်9နှစ်ကြာမှဖြစ်ပျက်ခဲ့တဲ့ဇာတ်လမ်းဖြစ်ပါတယ်။ San Francisco ဖြစ်ရပြီးခဲ့တဲ့ကလူတွေရဲ့အမြင်အနှမျိုးကွဲထက်လာပြီးတစ်ခုက Godzilla လူမျိုးတိုင်တန်ကြီးတွေကလူသားတွေရဲ့ရှင်းချောင်းမှုသက်သက်ပဲဆိုတာရယ်တိုင်တန်တွေကကမ္ဘာ့ကေယာစနစ်ကိုထိန်းညှိပေးပြီးတရှိတွေကိုခေါင်းကျိုးပြတယ်ဆိုတာရယ်ပေါ့။ဒါ့အပြင်လူချို့ကတော့လူသားတွေကသာကမ္ဘာကိုပျက်စီးနေကြတာလူသားတွေမျိုးသုံးမှတာကောင်းမယ်ဆိုပြီးတိုင်တန်တွေကိုလူသားတွေပေါ်ခန်းဆုံးမှုမောင်ကြားစေချင်နေကြတဲ့အကြံဖက်အစွန်းရောက်ပွဲတွေလည်းရှိပါသေးတယ်။ Monarch ဒေါက်တာ Emma Russell က Orca ဆိုတဲ့တိုင်တန်တွေကိုစကားပြောနိုင်တဲ့ဇာတ်ကုန်တည်ထွင်ခဲ့ပြီးတရုတ်ပြည်မှာတပ်ဖန်ပြန်လဲအကောင်ပေါက်လာတဲ့ Mothra ဆိုတဲ့တိုင်တန်ကိုငြိမ်သက်အောင်လုပ်ပြီးတဲ့နောက်အောင်မြင်မှုကြီးကြီးမားမားရလာခဲ့သူပါ
ဒါပေမဲ့တနေ့မှာအမာနဲ့သူ့ရဲ့သမီးလေးမန်ဒီဆန်တို့ဟာချမ်ဘတ်ဘွဲ့ရဲ့ပြန်မိတ်ဆွေမှုကိုခံခဲ့ရပါတယ်။ဒါပေမဲ့အမာကချမ်ဘတ်ဘွဲ့နဲ့တိတ်တိတ်ဆိတ်အလုံးလုံးနေတာဖြစ်ပြီးသူတို့ကနှစ်ပေါင်းများစွာရေခဲထဲမှာပိတ်မိနေတဲ့ဂီတိုရာဆိုတဲ့အကောင်းသုံးလုံးတကားကြီးကိုသူမတီထွင်ခဲ့တဲ့အော်ကာဆက်ကိုသုံးပြီးနှုတ်ဆက်ဖို့ကြိုးစားနေကြတာပါ။ဂီတိုရာပြန်လည်နှုတ်ထွက်လာပြီးတဲ့နောက်မှာတော့ Monsterverse တွေကတိုင်တန်တွေရဲ့စနစ်ကိုတင်တင်ရှားရှားမြင်ရမှာဖြစ်ပါတယ်။တိုင်တန်တွေထဲမှာ Alpha အကြီးကဲတိုင်တန်လို့ခံယူထားတဲ့တိုင်တန်တွေရှိပြီးတကယ်အကြီးကဲလို့များကသတ်မှတ်ဖို့ဆိုရင် Alpha တကောင်ကတကောင်ကိုဦးညွတ်တာဒါမှမဟုတ်တေချေတဲ့အထိတပ်ပုတ်ကြရပါတယ်။အနိုင်ရတဲ့ Alpha ကိုအကြီးကဲပြအခြားတိုင်တန်တွေကသတ်မှတ်ကြပြီးအခြားတိုင်တန်တွေက Alpha တိုင်တန်ပြောသမျှကိုလောက်ရပါတယ်။ပြောရရင်ဘရင်စနစ်နဲ့ဆင်တူပါတယ်။ဂီတိုရာရဲ့ဟိန်တန်ကကဘာတမုံကအခြား Alpha တွေနဲ့တိုင်တန်ကြီးတွေကိုနှုတ်ထစေပြီးပြုတ်ဒုက္ခတွေဖြစ်စေပါတော့တယ်။ဒါကဂီတိုရာရဲ့ကြီးမားလာတဲ့စွမ်းရည်ကိုအခြားတိုင်တန်တွေကခန်းစားမိပြီး Alpha တိုင်တန်လို့သတ်မှတ်လိုက်လို့ပဲဖြစ်ပါတယ်။အဲထဲမှာ Skull Island တွေကနေရန်စေးပကြီးထဲမှာပါတယ်။မီးတောင်တွေမှာနေထိုင်တဲ့ဒူရန်လည်းပါဝင်ဖြစ်ပြီးအခြား Behemoth လိုမျိုးလွန်ကြီးမားတဲ့တိုင်တန်ကြီးတွေကနှုတ်ထလာပါတယ်။ဒီတိုင်တန်ကြီးတွေကလူသားတွေရဲ့မျက်စိရှင်းမှမှာသာတောင်တန်းတွေရေအောက်ကျောက်ဆန်တွေအဖြစ်တည်ရှိနေကြတာပါ။ Alpha တွေထဲမှာဘလူးပေါ်မှာဦးမြော်တဲ့ Godzilla ကဂီတိုရာရဲ့အနေအကိုတီးပြမိပြီးချက်ချင်းဆိုသလိုတိုက်ပွဲစီကိုရောက်လာပါတယ်။ဂီတိုရာက Godzilla ထက်လည်းအရွယ်စားပိုကြီးတဲ့အပြင်ကောင်းကင်ပေါ်လည်းပြန်နိုင်တဲ့အတွက်တိုက်ပွဲမှာအသာစီးရပါတယ်။ဒါအပြင်ဂီတိုရာကကဘာဖွားမဟုတ်ပါဘူး။တနည်းပြောရရင်လွန်ခဲ့တဲ့နှစ်သမမောင်းများစွာကတည်းကကဘာပေါ်ကိုအောက်ကကဲတရံကြောက်လာတာဖြစ်ပါတယ်။အရှင်းဆုံးပြောရရင်ကြိုးသားပေါ့ဗျာ။စစ်တပ်က Godzilla ရေးနေနေတာမြင်ပြီး Oxygen Destroyer ဆိုတဲ့ဘုံကိုတိုက်ပွဲရဲ့အလယ်မှာချဲချလိုက်ပါတယ်။ Godzilla ကကဘာပေါ်တက်ရှိဖြစ်လို့ဘုံကတိုက်ရောက်မှုကြီးကြီးမှဖြစ်သွားပေမဲ့ဂီတိုရာပေါ်တော့ဘုံကတိုက်ရောက်မှုမရှိပါဘူး။ဒီလိုနဲ့ဂီတိုရာနိုင်ရပြီး Godzilla က Hollow Earth ထဲမှာပေါအောင်နေရပါတော့တယ်။မိုနာကလည်းဒီတိုင်းသာဆိုရင်ကဘာပေါ်တက်ရှိတဲ့မျိုးသုံးကုန်လိမ့်မယ်ဆိုပြီးနျူကလ িয়ার ဒုံးကျည်ထိပ်ပူတစ်ခုကို Hollow Earth စီထည့်သွားပြီး Godzilla နားမှာဖောက်ခွဲပစ်လိုက်ပါတယ်။တာမန်တိုင်တန်သာဆိုတည်သွားမှာမှန်ပေမဲ့အနုမြူစွမ်းရည်ကိုစားသုံးတဲ့ Godzilla အတွက်တော့ Energy Bomb တစ်ခုလိုဖြစ်သွားပြီး Godzilla နဲ့ Ghidorah တို့မကြေပွဲနှဲကြပါတော့ရဲ့။ Mothra နဲ့ Godzilla ကဂေယစနစ်ကိုထိန်းသိမ်းတဲ့နေရာမှာ partner နေလို့အောင်ပြောလို့ရပြီး Mothra က Godzilla ဘက်ကနေ Ghidorah ကိုကူပြီးတိုက်ခတ်ပေးပါတော့တယ်။လျင်မြန်ပေမဲ့ရွယ်စားသိငယ်တဲ့ Mothra က Ghidorah ရဲ့တိုက်ခတ်မှုကြောင့်တည်သွားပေမဲ့သူ့ရဲ့ပြာတွေကထွက်တဲ့စွမ်းရည်တွေက Godzilla ပေါ်ကျကအနုမြူစွမ်းရည်နဲ့တပ်ပြမှုဖြစ်ပြီးအပူစွမ်းရည်ထုတ်လို့ပါတော့တယ်။ဒီတပ်ပြမှုကပဲ Godzilla ကိုတောင်ဝင်နျူကလ িয়ার လှိုင်းတွေထုတ်လို့စေပြီး Ghidorah ရဲ့အတောင်တွေနဲ့အခြေခုံတွေကိုလောင်ကျွမ်းစေပါတယ်။နောက်ဆုံးပြီးမှာတော့ Godzilla ရဲ့ signature ဖြစ်တဲ့ Atomic Breath နဲ့ပဲ Ghidorah ကိုဆုံးသက်ပေးလိုက်ပါတယ်။ Ghidorah တည်ဆုံးပြီးတဲ့နောက်အခြားတိုင်တန်တွေက Godzilla နားကိုရောက်လာကြပါတယ်။ဒါပေမဲ့သူတို့က Alpha Titan ကိုစင်ခေါ်မဲ့အစားတပြင်းကြီးဦးနှွှဲကြပြီး Godzilla ကို Alpha Titan ဖြစ်သတ်မှတ်လိုက်ကြကရုပ်ရှင်ကအဆုံးသတ်သွားပါတယ်။ End credit scene မှာတော့ Titan တွေရဲ့တည်ရှိမှုဟာတစ်ပင်တွေကိုကြီးထွားစေပြီးကမ္ဘာရာသီဥတုကိုလည်းထိန်းညှိပေးနေတယ်ဆိုတာကိုပြပါတယ်။ဒါပေမဲ့အချမ်းဘတ်အဖွဲ့ကိုဦးဆောင်တဲ့ Alan Jonah က Ghidorah ရဲ့ဦးခေါင်းပြတ်တစ်ခုကိုဝယ်ယူသွားတာကိုပြပါတယ်။ဒါကနောက်ထပ်စကားတစ်ခုဖြစ်တဲ့ Godzilla vs Kong တဲ့ Mecha Godzilla ရဲ့တည်ရှိမှုကိုအစာပြိုးပေးလိုက်တာပဲဖြစ်ပါတယ်။စရိုးသားမြောက်စကားဖြစ်တဲ့ Godzilla vs Kong ကတော့ Hollow Earth အကြောင်းပို့ပြီးတထဲဝင်ပြသထားပါတယ်။ Godzilla က Alpha ဖြစ်ပြီး9နှစ်ကြာမှာသူက Apex Cybernetics ဆိုတဲ့နည်းပညာဖွဲ့စည်းတစ်ခုရဲ့အဆောက်အုံကြီးတွေကိုစတင်တိုက်ခိုက်ပါတော့တယ်။မီဒီယာတွေပေါ်မှာတော့ Godzilla ကဗီလင်ကြီးလိုဖြစ်နေတာပေါ့ဗျာ။အဲ့ဒီအချိန်မှာ Kong က Skull Island ပေါ်မှာထိန်းသိမ်းခံထားရပြီးရင်ကားတဲ့အစာပေါင်းများစွာပိုပြီးကြီးထွားလာပါတယ်။ Apex Cybernetics ရဲ့ CEO ကမိုနာကသိပ္ပံပညာရှင်အချို့ကိုလူသားတွေကောင်းကျိုးအတွက် Hollow Earth တွေကရှေးအောင်စွမ်းအင်ချို့ကိုပြန်လည်ယူခဲ့ဖို့မစ်ရှင်ပေးလိုက်ပါတယ်။ Hollow Earth တွေဝင်ဖို့အတွက် Kong ရဲ့လမ်းပြမှုအကူအညီလိုအပ်ပြီး Kong က Jia ဆိုတဲ့စွန့်အနာမကြားကောင်းမလေးရဲ့စကားကိုပဲနားထောင်တာပါ။ Jia ကိုစီးရုံးပြီးနောက်မိုနာက Kong ကိုပင်လယ်ကနေတင်မိုးကြီးနဲ့တည်လာပါတယ်။ Alpha တကောင်ကိုအာရုံခံပြီးတော့ Godzilla ကပင်လယ်ကနေ Kong တို့ကိုကြားဖြတ်ဝင်အောင်တိုက်ခိုက်ပါတယ်။မြေပေါ်မှာမဟုတ်တဲ့အပြင်သူ့ရဲ့ရွယ်စားပြေးပွားလည်းမဟုတ်သေးတဲ့ Kong ကအရေးနဲ့ပြီးရေနဲ့တည်လူနေပါဖြစ်သွားပါတယ်။ Godzilla လည်းအနိုင်ရပြီးတင်နဲ့ထွက်ခွာသွားပြီးမှမိုနာက Kong ကိုပြန်လဲဆယ်ယူပြီး Hollow Earth mission ကိုစတင်มาတော့တယ်။ Hollow Earth တွေက inverted gravity ဖြစ်နေတဲ့နေရာကိုခေါ်သွားပြီးသူတို့အဲ့ဒီမှာတွေ့လိုက်ရတာက Kong ရဲ့မျိုးရိုးတွေနေထိုင်တဲ့နေရာဖြစ်ပါတယ်။ဒါပေမဲ့သူ့ရဲ့မျိုးရိုးတွေတယောက်မှမကြံပဲသူကသာနောက်ဆုံးကြံတဲ့မြောက်ဝင်ကြီးမျိုးဖြစ်နေတာပါ။အဲ့ဒါအပြင်ရိုးကောင်းထဲမှာစိုက်ထူထားတဲ့ပစိန်တလက်ကိုလည်း Kong ကနှုတ်ယူခဲ့ပါတယ်။အဲ့ဒီပစိန်က Godzilla ရဲ့ကြော်ရိုးကဇူးတောင်နဲ့လှုပ်ထားတာဖြစ်ပြီးအနုမြူစွမ်းရည်ကိုဆုပ်ယူတူလောင်နိုင်စွမ်းရှိပါတယ်။မစ်ရှင်အောင်မြင်ပြီးတဲ့နောက်ကမ္ဘာမြေပြင်ပေါ်ကိုပြန်တက်လာတဲ့အခါ Apex ရဲ့စွမ်းရည်လိုရင်းရတဲ့တကယ်ရွယ်ချက်ကိုသိလာရပါတယ်။ Ghidorah ရဲ့အုံနောက်ကိုထည့်သွင်းပြီးလက်နက်ပေါင်းများစွာပေါင်ဝင်တဲ့ Mecha Godzilla ဆိုတဲ့စိတ်အုပ်ကြီးကိုတတ်သွင်းမှုဖြစ်ပါတယ်။ Godzilla က Mecha Godzilla ရဲ့အနေအကြောင်း Alpha ဖြစ်နေတဲ့ Kong ရော Mecha Godzilla ရောနေရာသူနှစ်ယောက်နဲ့ရှင်းချရတာမလွယ်ဘူး။တယောက်ချင်းပေါ်ချဆုံးမရမယ်ဆိုပြီး Kong ကိုတိုက်ပွဲရင်ခေါ်ပါတယ်။ Kong ကသူ့ရဲ့လက်နက်ဖြစ်တဲ့ပစိန်တစ်နဲ့တူ Godzilla နဲ့မကြေပွဲနှွှဲပါတော့တယ်။ Godzilla ရဲ့ Atomic Breath ကိုခဏရှိတဲ့ပစိန်နဲ့မြောင်းဝင်ဖြစ်တဲ့အတွက်တိုက်ပွဲညံရင်ပုံမထက်မြက်တဲ့အပြင်လျင်မြန်တွက်လိုက်တဲ့အတွက်စာပိုင်းမှာတော့ Kong ကအသာစီးရနေပေမဲ့ Godzilla ထက်တင်ခဲ့ပြီးတွေ့ကြုံမှုသေးတဲ့ Kong ကရှုံးနေပြန်ပါတယ်။ Godzilla က Alpha Titan ဖြစ်တဲ့ Kong ကိုသူ့ရဲ့ဦးညွှတ်ရင်ညွှတ်မညွှတ်ရင်တပ်ပစ်မယ်ဆိုပြီးဟိမ့်ပေမဲ့အကျော်တင်တဲ့ Kong ကတော့လုံးဝဦးညွှတ်ပဲအားကြမကန်ပြန်ဟိမ့်ပါတယ်။ဒါပေမဲ့သူတို့နှစ်ယောက်စီမှာပုံပြဿနာတစ်ခုရှိနေပြန်ပါတယ်။အဲ့ဒါကတော့ Mecha Godzilla နှုတ်ထလာတာပါပဲ။ Mecha Godzilla က Godzilla ကိုချိန်မုံမသက်တာ program ရေးဆွဲထားတာဖြစ်ပေမဲ့ Ghidorah ရဲ့အုံနောက်ကထိချုပ်မရဖြစ်ပြီးလူသားတွေကိုပါအနေနဲ့ကြားရောက်လာစေပါတော့တယ်။ Mecha Godzilla က Hollow Earth ကစွမ်းရည်ကိုအသုံးပြုထားတဲ့အတွက် Godzilla ကိုတစ်ဖက်သက်အနိုင်ရနေပေမဲ့ပူကြီးမားတဲ့အနေကိုသိတဲ့ Kong က Godzilla ဘက်ကနေတိုက်ခိုက်ပေးပါတော့တယ်။နှစ်ယောက်တယောက်ဆိုတော့ Mecha Godzilla လည်းအရေးနေပြီး Godzilla နဲ့ Kong တို့ကဂေယစနစ်ကိုတင်းတင်းနဲ့တိုင်တိုင်နှစ်ယောက်ဖြစ်တာတဲ့အညီကြေးလိုက်ကြပါတယ်။
Godzilla ကတော့ပင်လယ်ထဲပြန်ပြီးကမ္ဘာမျက်နှာပြင်ဘီယင်ဖြစ်ကျန်ရှိနေပြီးခေါင်ကတော့ Hollow Earth တွေကိုပြန်က Hollow Earth ရဲ့ Alpha Titan ဘီယင်ဖြစ်နေတိုင်းရင်ပြီးဆုံးတော့ပါတော့တယ်နောက်ဆုံးထွက်လာတဲ့ Godzilla X Kong The New Empire မှာတော့ Hollow Earth တွေကမရှာတွေ့သေးတဲ့နေရာတွေကိုပြပါတယ်ခေါင်က Hollow Earth တွေကပုံမှန်မဟုတ်တဲ့ Radio 30 shot line တွေကိုအာရုံခံမိပြီး Hollow Earth ရဲ့ပိုပြီးနှံ့နေတဲ့နေရာတွေကိုသွားရောက်ရှာဖွေပါတော့တယ်ရှာဖွေရင်းထဲမှာမြောက်ဝန်ပေါက်လေးတစ်ကောင်နဲ့တွေ့ဆုံမိပြီးဒါကသူ့ရဲ့မျိုးရိုးတွေခြံရှိနေသေးနိုင်တယ်ဆိုပြီးမြောက်ဝန်လေးကိုသူ့ရဲ့အတိုက်စီခေါ်သွားဖို့ပြောရတယ်သူတို့ရဲ့အတိုက်ကိုရောက်တဲ့အခါခေါင်ကသူ့ရဲ့မျိုးနွယ်စုတွေအများကြီးကိုတွေ့ရှိခဲ့ပေမဲ့သူတို့က Scar King လို့ခေါ်တဲ့အနီအောင်မြောက်ကြီးရဲ့ကျွံပြမှုကိုခံနေကြရတာပါမြောက်ဝန်တွေအများကြီးကဒီတစ်ကောင်လေးကိုဘာလို့မနိုင်ရတယ်လဲဆိုပြီးမေးစရာရှိလာတော့ Scar King မှာသူ့ရဲ့ဂျာပိုးနဲ့ချိတ်ဆက်ထားတဲ့ Crystal လေးတစ်ခုရှိနေပါတယ်အဲ့ဒီ Crystal က Shimo ဆိုတဲ့ Godzilla ထက်လက်ရွယ်စားပိုကြီးပြီးစွမ်းအားလဲပိုကြီးတဲ့ Titan ကိုထိန်းချုပ်လို့ရနေရပါအဲ့ဒီ Titan ကရေခဲစွမ်းရင်မဟုတ်ထုတ်တာဖြစ်ပြီးShimo မှုတ်လိုက်တဲ့စွမ်းရင်ကြောင့်ခေါင်ရဲ့လက်တစ်ပတ်ဆွန့်ချုပ်လို့နေပါဖြစ်သွားပါတယ်အဲ့ဒါကြောင့်ခေါင်ကကမ္ဘာမျက်နှာပြင်ပေါ်ကိုထွက်ပြေးလာရပါတော့တယ်တစ်ဖက်မှာတော့ Godzilla က Scar King နဲ့ Shimo တို့ရဲ့အနေကိုသတိပြုမိပြီးသူ့ရဲ့လက်ရှိစွမ်းရည်နဲ့ဆိုနိုင်ရမှာမဟုတ်တာကြောင့်နျူကလ িয়ার တပေါင်မို့တစ်ခုကိုသွားပြီးစွမ်းရည်တွေသွားယူတယ်ပြီးတော့ Tiamat ဆိုတဲ့နေစွမ်းရည်ရှိတဲ့ Titan ကြီးကိုနိုင်ယူပြီးစွမ်းရည်ဆုပ်ယူတယ်အဲ့ဒီဖြစ်ရပြီးခေါင်းကကဘာပေါ်တက်လာတာကိုအယုံခံပြီးတော့ခေါင်းစီရောက်ချလာပြီးဘာလဲမင်းကဘော်ချာထက်ဆုပ်ခြင်းလို့လားဆိုပြီးတိုက်ခတ်ပါတော့တယ်ခေါင်းကတော့ Godzilla ကိုကူညီတောင်းဖို့လာတာဖြစ်ပေမဲ့ဒေါ်ရစိတ်မှုန်နေတဲ့ Godzilla ကတော့ခေါင်းကိုဆုံးသက်ဖို့လုပ်ပါတော့တယ်အဲ့ဒီလိုလုပ်နေတော့မှပဲ Godzilla King of Monsters မှာတည်ဆုံးသွားတဲ့ Mothra ကတပံပြန်လည်မွေးဖွားလာပြီး Godzilla ကိုနားလည်အောင်ပြောပြပါတယ်ပုံအနေကိုတည်သွားတဲ့အတွက် Godzilla ခေါင်းနဲ့ Mothra က Hollow Earth တွေကိုဆင်းပြီး Scar King တို့ကိုတိုက်ခိုက်ပါတော့တယ် Scar King ကတကယ်တော့ Hollow Earth ကိုဒါမကရေပြင်ကဘာကိုပါသိမ်းပိုက်ချင်နေတာပါShimo ကတော့ Scar King ရဲ့ Crystal ကြောင့်မတက်တာပဲသူပြောသမျှလို့သူပြုသမျှခံနေရတာပါ Hollow Earth တွေကတိုက်ပွဲကမြေပြင်ကဘာပေါ်ထိရောက်လာပါတယ်မြေပြင်ကဘာမှာတော့တိုက်ပွဲကတိတ်မကြလိုက်ပါဘူး Scar King ကသူ့ရဲ့ Crystal ကွဲသွားပြီးလက်နက်မဲ့သွားတော့တေလောင်းကိုကုန်ချသွားသလိုဖြစ်သွားပါတယ် Godzilla ဆုပ်ယူထားတဲ့နေစွမ်းရင်ကလည်း Shimo ရဲ့ရေခဲစွမ်းရင်ကိုဖျက်သလိုဖြစ်သွားပြီးတိုက်ပွဲကလွယ်လွယ်ကူကူပဲပြီးသွားပါတယ် Shimo ကတော့ Scar King ရဲ့အမိကိုလိုက်နာစရာမလိုတော့တဲ့အတွက် Godzilla ကိုဦးညွတ်ပြီးခေါင်းနဲ့အတူ Hollow Earth ကိုပြန်သွားပါတယ်ဒီစကားကတော့အနေငယ် action movie ဆန်သွားပါတယ်ဒါပေမဲ့မြုပ်ထားတဲ့လျှို့ဝှက်ချက်တွေကတော့ရှိနေတော့မှာပဲပထမတစ်ခုက Hollow Earth ကထင်သားတထပုံမကျေပြန့်နေဆိုတာရယ်နောက်တစ်ခုက Kong Hollow Earth တွေကမြောက်ဝန်တွေအတိုက်ကိုသွားတဲ့အခါမြေကြီးအကွေချောင်းတစ်ခုကိုတရားတပွဲဆက်ထားတဲ့အယိုးစုဟာ Kong ရော Godzilla ရောနှစ်ကောင်လုံးနဲ့ရှင်းလို့မရတော့အောင်ကြီးမားနေတာကိုတွေ့မြင်ရမှာပါဒါအခုလက်ရှိ Titan တွေထက်ပုံမကြီးမားတဲ့ Mega Titan ကြီးတွေရှိနေနိုင်တာဒါမှမဟုတ်နောက်ထပ်စကားတွေမှာပါဝင်လာနိုင်တဲ့ Titan ကြီးတွေရဲ့အရွယ်အစားကိုဖော်ပြနေတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်အချင်းချင်းပြောရရင် Monsterverse မှာ Titan ဆိုတဲ့အကောင်ကြီးတွေကလူသားတွေရဲ့မျက်စိရှေ့မအောင်မှာပဲတည်ရှိနေတာဖြစ်ပြီးလူသားတွေရှောက်လာနေတဲ့ကဘာကြီးရဲ့အောက်ခြေမှာပဲနောက်ထပ်ကျေပြောပြီးထူးဆန်းလာတဲ့ကဘာကြီးတစ်ခုထပ်ရှိနေတာကိုသိနိုင်ပါတယ်ဒီအရာတွေနဲ့ရှင်လိုက်ရင်လူသားတွေကပေါင်မောက်လေးတွေပါပဲအစီတော်တို့နောက်ထပ် Monsterverse ကြောင်းသိချင်တာရှိရင်အောက်က comment section မှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်ခင်ဗျာဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ကျွန်တော်တို့နောက်ပတ်ဒီမှာပုံမစိတ်ဝင်စားစရာကောင်းတဲ့ရုပ်ရှင် channel တွေနဲ့အတူပြန်လာခဲ့ပါမယ် channel လေးကို subscribe လုပ်သွားဖို့လည်းတောင်းဆိုလိုက်ပါရစေခင်ဗျာကျွန်တော်ကတော့ Fabflix က Damian ပါ